ခင်မုန်းတဲ့နဲ့ကွာရှင်ပြက်ဆဲပြီးမှမြန်မာနိုင်ငံကထိတ်တန့်ပူရမီသားနဲ့လက်ထက်တော်မဲ့ရိုးရီလီမိုပရိသတ်တရားခီလိုချစ်စနိုးနဲ့ခေါ်ကြတဲ့ရိုးရီလီမိုဟာမြန်မာနိုင်ငံရဲ့အင်အားကြီးဆုံးမျိုးသားတစ်ယောက်ဖြစ်တဲ့နေရွှေသိန်းအောင်ခေါ်ဖိုလာပြင်းနဲ့ချစ်ကြိုက်နေပြီလို့သတင်းတွေထွက်လာပါရီ။ဒါကြောင့်လည်းပရိသတ်တွေအားလုံးကအင်အားတင်းခဲ့ရတာပါ။အချို့ကတော့ရိုးရီလီမိုဟာပထမယောက်ျားယူတော့ကလည်းတနိုင်ငံလုံးအသေးကိုခွဲခဲ့တယ်လို့အခုလည်းဒုတိယယောက်ျားယူကတနိုင်ငံလုံးကအသေးကိုခွဲတော့မယ်လို့ပြောကြပါရီ။အားလုံးသိကြရတဲ့အတိုင်းနိုင်ငံကျော်ထိတ်တန့်ရုပ်ရှင်မင်းသားလွှမ်းမိုးရဲ့သမီးကြီးဖြစ်တဲ့ရိုးရီလီမိုဟာသူမရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်စေကျော်သက်ရွယ်မှာကလေးကပရိသတ်တွေရဲ့ရေးကြီးကြီးနဲ့ချစ်ခင်အားပေးခြင်းကိုခံခဲ့ရတာပါချစ်စရာကောင်းတဲ့မျက်နှာမူရနဲ့ချစ်စရာပုံစံလေးကြောင့်ခေးလေးလိုပရိသတ်တရားချစ်စနိုးနဲ့နမဲပြောင်ပေးထားရတဲ့ရိုးရင်လီမိုဟာအရင်တစ်ချိန်မှာပရိသတ်တွေအားလုံးရဲ့ချစ်တွေအားပေးမှုတွေများစွာရခဲ့တာဖြစ်ပါတယ်အထူးသဖြင့်ရိုးရင်လီမိုရဲ့ချစ်စရာတပုံရိပ်လေးကြွညာတွေမျိုးစစ်ဗီဒီယိုတွေမှာတရုပ်ဆောင်မှုတွေကြောင့်ပဲရိုးရင်လီမိုဟာအနုပညာလောကမှာထွန်းတောက်ဖို့အလားအလာရှိဆုံးမျိုးဆက်သစ်တရုပ်ဆောင်မင်းသမီးတူဖြစ်ခဲ့တာပါဒါပေမဲ့လည်းယူရီလီမိုဟာအနုပညာလုပ်တွေကိုဆက်လက်လှုပ်ဆောင်ခွင့်မရခဲ့ပါဘူး။ဒါကလည်းပညာရေးကိုဦးစားပေးရမယ်ဆိုတဲ့ဖခင်လွေမိုးရဲ့ဆုံးဖြတ်ချက်နဲ့တူယူရီလီမိုဟာအနုပညာလုပ်တွေရှနာကဩစတြေးလျနိုင်ငံမှာပညာသင်ကြားနေကြတာကြောင့်ပါ။အဲ့နောက်မှာတော့ပညာသင်ကြားရေးနဲ့ဩစတြေးလျနိုင်ငံမှာခင်မွန်းတဲ့ကိုထက်ဦးလိုက်နဲ့ချစ်ကြိုက်ပေါင်းတဲ့လက်ထက်ကသားလေးလီယန်ကိုမွေးဖွားခဲ့တာပါ။ချစ်စရာကောင်းတဲ့ယူရင်လီမိုဟာဒီလိုအသက်ငယ်ငယ်ရွယ်နဲ့လက်ထက်သွားတာကြောင့်လဲယူရင်လီမိုကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေတော်တော်လေးကိုမှရှင်ကွဲခဲ့ရပါရီ။အဲ့နောက်မှာတော့ယူရင်လီမိုဟာခင်မိုးတဲ့ထက်ဦးလိုက်နဲ့သားလေးလီယန်နဲ့တူမိသားစုဘွားတစ်ခုကိုတိစောက်နိုင်ခဲ့တာပါ။ဒါပေမဲ့တိတ်မကြခင်ကာလမှာတော့ယူရင်လီမိုဟာခွန်းနစ်တာလက်ထက်ပေါင်းသေးခဲ့တဲ့ခင်မိုးတဲ့ထက်ဦးလိုက်နဲ့အင်အောင်ရေးကွာရှင်ပြဆဲလိုက်တာဖြစ်ပါရီ။ဒီသတင်းကိုယူရင်လီမိုကိုယ်တိုင်ကလည်းအတည်ပြုထားပြီးသူမရဲ့ခင်မောကသူမနဲ့နေရတာအသက်ရှူမဝမပျော်ရွှင်ရလို့ထပ်သွားခွင့်ပြုလိုက်တာလို့ဆိုပါရီ။ဒါကြောင့်ပရိသတ်တရားယူရီလီမိုကိုစိတ်အားမငယ်ဖို့ဘဝကိုတယောက်တည်းတောက်ပလိုက်ဖို့ကြံပေးနေတာဖြစ်ပါရီ။ဒါပေမဲ့ခုခါမှာတော့တပင်လင်းမှုတပင်ထူဆိုသလိုတရုတ်စာမင်းသမီးယူရီလီမိုတရားအရှင်ခင်မောနဲ့ကွာရှင်းပြီးမှနောက်ထပ်ချစ်သူသေးရှာနေပြီလို့သိရတာပါ။အခုလက်ရှိယူရီလီမိုနဲ့ချစ်ကြိုက်နေလို့သတင်းထွက်နေတာကနေရွှေသွေးအောင်ကိုဖော်လာပြဖြစ်ပါရီ။ဖိုလာဘီယာမြန်မာနိုင်ငံရဲ့အကြီးအကဲမြေဖြစ်ပြီးတော့သူ့ရဲ့ပိုက်ဆိုင်မှုနဲ့ခြားတာကျဲဝါမှုတွေကအမခန်းလို့ဆိုရမှာပါဒါကြောင့်လေနေရွှေသွေးအောင်ကိုမြန်မာနိုင်ငံရဲ့ပလေးပွိုင်းစော်ကြည်ဘဲတယောက်ဖြစ်သတ်မှတ်ထားကြတာဖြစ်ပါရီအခုခါမှာတော့ဒီလိုမျိုးမြန်မာနိုင်ငံရဲ့နာမည်ကြီးထိတ်တန်းတထေးကြီးတယောက်ဖြစ်တဲ့နေရွှေသွေးအောင်ကိုယူရီလီမိုကလက်ချင်းတွဲကရှောက်သွားနေတာကိုစင်ကာပူနိုင်ငံမှာမြင်တွေ့ရတာပဲဖြစ်ပါရီစင်ကာပူကဘလော့ဂါတယောက်ကပြောလာခဲ့တာပဲဖြစ်ပါရီဒါကြောင့်လေပရိသတ်တွေကတော့ယူရီလီမိုနဲ့နေရွှေသွေးအောင်ကိုဖိုလာပြေတို့ချစ်ကြိုက်နေကြတဲ့သတင်းကိုအားသိခဲ့ရတာပါအထူးသဖြင့်ယူရင်လီမိုတရားမြ мян ဆက်ဆန်ချစ်သူတေရသွားတဲ့ပုံမှာလည်းမယုံနိုင်အောင်ဖြစ်နေကြပါရီဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောနေရွှေသေးအောင်နဲ့တွဲနေပြီးလို့သတင်းထွက်နေတဲ့ယူရင်လီမိုပေါ်မှာမမီတို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေပညာရှင်တွေရဲ့သတင်းတွေတူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့လောက်လည်းပဲနှုတ်ဆက်ခဲ့ကြပါရီအားပေးနှဆင်ခဲ့ကြတဲ့ပရိသတ်တရားချစ်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်